မင်္ဂလာပါရှင်2026ခုနှစ်မေလ9ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့နေ့အပူချိန်အခြေအနေများမှာတနင်္လာရီဒေသကြီးမှာမေလရဲ့ပုံမှန်ပူချိန်ထက်5ဒီဂရီဆယ်စီယပ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမေလရဲ့ပုံမှန်ပူချိန်တို့ထက်4ဒီဂရီဆယ်စီယပ်ကချင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာမေလရဲ့ပုံမှန်ပူချိန်တို့ထက်2ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်2026ခုနှစ်မေလ6ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့အလိုက်ထူးခြားတဲ့နေ့အပူချိန်အခြေအနေများမှာ6မြို့မှာ43.6ဒီဂရီဆယ်စီယပ်မြင်းကြံမြို့မှာ41.5ဒီဂရီဆယ်စီယပ်အောင်လံမြို့မှာ41.3ဒီဂရီဆယ်စီယပ်တာယာဝတီမြို့နဲ့မကွေးမြို့တို့မှာ41.2ဒီဂရီဆယ်စီယပ်စီပခုတ်ကူမြို့တောင်တွင်းကြီးမြို့နဲ့စင်ဖြူကျွန်းမြို့တို့မှာ41ဒီဂရီဆယ်စီယပ်စီနဲ့တောင်ငူမြို့နဲ့ဇောင်းတူမြို့တို့မှာ40.6ဒီဂရီဆယ်စီယပ်စီတို့ဖြစ်ကြပါတယ်မှတ်သားဖွယ်ရာမိုးရေချိန်များမှာမိုးညင်းမြို့မှာ1.13ညလက်မှာခန်းဒီမြို့လာရှိုးမြို့ကြောင်မဲမြို့နဲ့မူဆယ်မြို့တို့မှာ3.59လက်မစီကံကောမြို့မှာ3.55လက်မကံပလူမြို့မှာ3.51လက်မမုံရွာမြို့နဲ့တီဘောမြို့တို့မှာ3.35လက်မစီမိုးကုံမြို့မချမ်းမော်မြို့နဲ့မန်အောင်မြို့တို့မှာ3.28လက်မစီနဲ့ဖောင်းပြင်မြို့မှာ3.24လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လည်းတနင်္လာခွဲအချိန်မိုးလေဝသကြိုးမှာဖမ်းယူရရှိတဲ့ပုံအရာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တိမ်တင်မှာတိမ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းအေရဝတီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်မှာတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရာမြန်မာနိုင်ငံအရှေ့ပိုင်းအလယ်ပိုင်းနဲ့မြစ်ဝကျွန်းပေါ်ဒေသများမှာလေပြင်းရွာနေနေတာကိုတွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းနှဲငယ်မှာလှိုင်းတင်ရှိပါမယ်။လှိုင်းမြင်မှာမြန်မာကယ်ရီရန်တစ်လျှောက်နဲ့ကဲလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ6ပေခန့်ရှိနိုင်ပါတယ်။မနေ့ဖြန်မနေ့အထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်ချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြစကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနဲ့အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အခုဆက်လက်ပြီးမနေ့ပြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။
နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ39ဒီဂရီဆယ်စီယပ်102ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ40ဒီဂရီဆယ်စီယပ်104ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ29ဒီဂရီဆယ်စီယပ်81ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ28ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့နေပြည်တော်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလွဲ2နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။